မင်္ဂလာပါဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီဒီဇင်ဘာလမှာဆိုရင်တော့ခရစ်စမတ်နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်တွေကိုကျွန်တော်တို့အများအားကြားရတာဖြစ်ပါတယ်เนาะရက်တိုင်းလိုကြားလာတာဖြစ်တယ်အဲ့တော့ဒီနေ့မှာလည်းပေါ့နော်ဒီခရစ်စမတ်နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဖျားဘက်ကအမြင်နဲ့အနေငယ်ဝင်ငှချင်ပါတယ်ဆိုတော့ကျွန်တော်ကြားနေကြတော့เนาะယေရှုခရစ်သည်အပြစ်ရှိတော်သူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်တစ္ဆာစကားဖြစ်၏ကျွမ်းမဲ့ခံရသောစကားလည်းဖြစ်၏ဆိုတော့ဒီကယ်တင်ခြင်းနဲ့ဆိုင်တဲ့အပြစ်လွတ်ခြင်းနဲ့ဆိုင်တဲ့နော်ခရစ်စမတ်နှုတ်ကပတ်တော်တွေကိုတော့အမြဲကြားနာတာဖြစ်တယ်ဆိုတော့ဘုရားဘက်ကအမြင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အနေငယ်ဒီနေ့မှာလေ့လာဖို့ဖြစ်ပါတယ်ဆိုတော့ခရစ်စမတ်ဆိုတာကဘာလဲခရစ်စမတ်ဆိုတာကဘယ်မှာအစပြုလဲဆိုတော့ကျွန်တော်တစ်ချက်เนาะမူလစင်းမျိုးကိုသွားကြည့်မယ်ဆိုရင်ခရစ်တော်ကလူစားတိခံတဲ့အခါเนาะ BC 4ခုနှစ်မှာเนาะခရစ်တော်ကလောကကိုကြွလာတယ်เนาะလူသားအဖြစ်မွေးဖွားခြင်းခံတယ်เนาะသခင်ယေရှုဆိုတဲ့နာမည်နဲ့အပြည့်စင်မာရိရဲ့ဝမ်းထဲမှာမွေးဖွားလာတဲ့เนาะမွေးဖွားခြင်းခံတဲ့ခုနှစ်က BC 4ခုနှစ်ဖြစ်ပါတယ်အဲ့တော့ Christmas ဆိုတာကသခင်ယေရှုနော်မွေးဖွားခြင်းမှာစတာဖြစ်ပါတယ်အဲ့တော့ခရစ်တော်လူစားတိမခံခင်ဟိုးအရှိတ်ဘက် BC နော် BC 4000ဘက်မှာ Christmas ဆိုတာမရှိဘူးဆိုတော့ခရစ်တော်မွေးဖွားခြင်းလူစားတိခံခြင်းအဖြစ်ပဲရှိတာဖြစ်တဲ့အတွက်နော်ကျွန်တော်တို့ Christmas ကဘယ်မှာစလဲလို့နော်မေးခွန်းမေးတဲ့အခါကျရင်ကျွန်တော်တို့ကသခင်ယေရှုမွေးဖွားခြင်းမှာစတယ်ဆိုတော့နံပါတ်1နားလည်ဖို့ဖြစ်ပါတယ်အဲ့တော့ Christmas ရဲ့အတိတ်ပဲကဘုရားခင်ရဲ့သားတော်ခရစ်တော်လောကကိုကြွလာတာဆိုတာကိုကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်အဲ့တော့ခရစ်တော်ကလောကကိုဘာဖြစ်လို့ကြွလာတာလဲနော်ဘုရားဘက်ကရှုထောင့်အနေနဲ့ဘာအကြောင်းလူစားတိခံလဲဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်မှာလေ့လာကြည့်တဲ့အခါမှာဟေဘရဲခန်းကြီး30အငယ်9-6ခုမှာနော်ထို့ကြောင့်ခရစ်တော်သည်ဤလောကသို့ကြွလာတော်မူသောအခါတဲ့နော်ခရစ်တော်ကဤလောကကိုကြွလာတဲ့အကြောင်းအရင်းကိုရေးထားတယ်ဟေဘရဲ30အငယ်9မှာခမဲတော်ရဲ့အလိုကိုစောင်းဟန်သောငါအကျွန်ုပ်သွားပါမည်ဟုဝန်ခံလေ၏အဲ့တော့ခရစ်တော်ကလူစားတိခံတယ်ဆိုတာကခမဲတော်ရဲ့အလိုကိုစောင်းဖို့တနည်းအားဖြင့်ဘုရားသခင်ရဲ့เนาะအလိုတော်ကိုကျေနပ်စေဖို့ဘုရားသခင်ရဲ့စိတ်နှလုံးကိုကျေနပ်စေဖို့ဘုရားကိုကျေနပ်စေဖို့အတွက်ဘုရားသခင်ရဲ့အလိုတော်ကိုစောင်းဖို့အတွက်လူစားတိခံခြင်းဖြစ်ပါတယ်အဲ့တော့ Christmas အတိတ်ပဲကဘာလဲလို့ကျွန်တော်တို့ပြန်မေးတဲ့အခါမှာနံပါတ်1ခရစ်တော်လူစားတိခံခြင်းဖြစ်တယ်အဲ့တော့ခရစ်တော်ကဘာကြောင့်လူစားတိခံလဲဆိုတော့ခမဲတော်ကိုကျေနပ်နှစ်သက်စေတဲ့အသက်တန်တဲ့အသက်ရှင်မှုလောကကိုကြွလာတာဖြစ်တယ်ခမဲတော်အလိုတော်ဆောင်ဖို့ကြွလာတာဖြစ်ပါတယ်အဲ့တော့ Christmas ရဲ့အတိတ်ပဲကလည်းခမဲတော်ရဲ့စိတ်ကိုကျေနပ်စေတဲ့เนาะအရာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်အဲ့ဒါကဘုရားဘက်ကရှုထောင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနှစ်ပေါင်းများစွာ Christmas ပွဲတွေကျင်းပလာတဲ့အခါမှာကျွန်တော်တို့ကနော်သခင်ယေရှုကအပြစ်ရှိတဲ့လူကိုကယ်ဖို့ဤလောကကိုကြွလာတယ်ဆိုတော့နော်နှုတ်ကပတ်တော်ကိုပဲကျွန်တော်ဝင်ကားဖြစ်တယ်နော်ဘုရားသခင်ဘက်ကရှုထောင့်အနေနဲ့ဘုရားသခင်ကိုကျေနပ်နှစ်သက်စေတဲ့အသက်တာနဲ့ကျွန်တော်တို့ကိုယ်တိုင်အသက်ရှင်ဖို့လိုတယ်ဆိုတော့မိနေခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့နော်ခရစ်တော်လောကကိုကြွလာတဲ့အခါမှာဟေဘရဲ10:5-6ခုအရာဆိုရင်ခမဲတော်ရဲ့အလိုဆန္ဒကိုနော်စိတ်နှလုံးအလိုကိုကျေနပ်စေဖို့အတွက်နော်ခမဲတော်ရဲ့စိတ်ကြိုက်ရှင်သန်ဖို့နော်ခမဲတော်ရဲ့စိတ်တဘောအတိုင်းရှင်သန်ဖို့ခမဲတော်ကိုကျေနပ်နှစ်သက်စေတဲ့အသက်တာနဲ့လောကမှာနော်33နှစ်ခွဲရှင်သန်ဖို့အတွက်နော်ခရစ်တော်ကြွလာတယ်ဆိုတာကိုနားလည်ပြီးတော့မှကျွန်တော်တို့အခုကျွန်တော်အသက်ရှင်တဲ့အခါမှာလည်းကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာခမဲတော်ကိုကျေနပ်နှစ်သက်စေတဲ့အသက်တာမျိုးရှိရလားဆိုတာကိုကိုတမန်တရားနဲ့စစ်ဆေးဖို့လိုပါတယ်နော်ကိုနှုတ်ကပတ်တော်အားဖြင့်စစ်ဆေးပြီးတော့ခံယူဖို့လိုပါတယ်ဆိုတော့ခမဲတော်နှစ်သက်ကျင်နဲ့စေတဲ့အသက်တာဆိုတာကနော်ခရစ်တော်ရှင်ခဲ့တဲ့အသက်တာပဲဖြစ်ပါတယ်အဲ့တော့နော်ကျမ်းစာထဲမှာဆိုရင်ခရစ်တော်မမွေးခင် Prophet ဟေရှာယလက်ထက်ထဲကနော်ဟေရှာယခန်းကြီး9အငယ်6လောက်မှာဆိုရင်နော်ငါတို့အဖို့သူငယ်ကိုဖွားမြင်ပြီငါတို့အားသားကိုတနာတော်မူပြီဆိုတော့မမွေးခင်နှစ်ပေါင်းနော်900 600 900ထဲကနေပြီးတော့မှ Prophet ပြုချက်ရှိတယ်အဲ့ဒီ prophet ပြုချက်ကကျွန်တော်တို့ကိုတဲ့ကျွန်တော်တို့အဖို့သူငယ်ကိုဖွားမြင်တယ်
ကျွန်တော်တို့အားသားကိုတနာတယ်ဆိုတော့နှစ်ပိုင်းခွဲရေးထားတာတွေ့ရတာဖြစ်ပါတယ်နော်သူငယ်လို့လည်းပြောထားတယ်သားလို့လည်းပြောထားတာဖြစ်ပါတယ်ဆိုတော့သူငယ်ဆိုတဲ့အတိတ်ပဲကသူငယ်တော်ယေရှုကိုပြောတာဖြစ်တယ်သခင်ယေရှုက BC 4 ခုနှစ်ကနေလူစားတိခံပြီးတော့မှ AD 30ရောက်တဲ့အခါမှာเนาะအသက်တော်33နှစ်ခွဲပြည့်တဲ့အခါမှာတလောကလုံးကျွန်တော်ကျူးလွန်တဲ့အပြစ်ကြွေးတွေအတွက်လက်ဝါးကတိုင်မှာအသွေးသွင်းပြီးတော့မှအပြစ်ကြွေးကိုဆက်ခဲ့ပေးတာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ယုံနေဆိုရင်အပြစ်ငယ်ရလွတ်တာဖြစ်ပါတယ်အဲ့ဒါသူငယ်တော်ယေရှုရဲ့ပြုပေးတဲ့ယေရှုတော်ဖြစ်တယ်เนาะသူငယ်တော်ယေရှုရဲ့အခမ်းကဏ္ဍအားဖြင့်ပြုခဲ့ပေးတဲ့ယေရှုတော်ဖြစ်တယ်ဒါပေမဲ့ prophet ပြုချက်မှာငါတို့ဖို့သူငယ်တော်ကိုဖွားမြင်ပြီးလို့ပဲမြည်ဘူးเนาะနောက်တစ်ကြောင်းကြောက်နောက်တစ်ကြောင်းပေါင်းစင်တစ်ခုရောက်တဲ့အခါမှာငါတို့အားသားကိုတနာတော်မူလို့ပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုသားကိုလည်းပေးတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ဂလာတိအခန်းကြီး၄အငယ်9နဲ့6မှာဆိုရင်ဖျားသခင်ကလေနော်သားတော်ကိုလောကအောင်နှစ်ကြိမ်ဆေလွတ်တယ်လို့ပြောတာဖြစ်တယ်ဆိုတော့သူငယ်အနေနဲ့ကတော့ BC 4ကနေ AD 30အထိနော်အသက်ရှင်ပြီးတော့မှကျွန်တော်တလောကလုံးရဲ့အပြစ်ကြွေးကိုလောက်ဝါကတိုင်မှာအသွေးနဲ့ဆက်ပေးတယ်တကြိုချင်းကိုခံတယ်3ရက်မြောက်တဲ့နေ့မှာပြန်ရှင်တယ်နော်ပြန်ရှင်တဲ့နေ့မှာပဲယောဟန်ခန်းကြီး20အငယ်7မှာခမဲရော်စီတက်ကြွသွားတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ခမဲရော်စီတက်ကြွသွားတဲ့အခါမှာဖျားသခင်ကလေယေရှုရဲ့လူစားတိမှာအသက်ရှင်ခဲ့တယ်နော်ယေရှုရဲ့အသက်ရှင်မှုဝန်ခံမှုတွေကိုအယံအားရကျေနပ်တယ်လို့နော်ဖိလိပ္ပိခန်းကြီး2အငယ်9မှာရေးထားတာဖြစ်ပါတယ်အဲ့တော့ခရစ်တော်လောကကိုကြွလာတယ်ဆိုတာလဲခမဲတော်ကိုကျေနပ်စေတဲ့အသက်တာနဲ့အသက်ရှင်မှုကြွလာတာဖြစ်တယ်သူတကယ်အသက်ရှင်ခဲ့တဲ့အခါမှာလဲဖခင်ကိုအယံကျေနပ်စေတဲ့အသက်တာနဲ့ရှင်ခဲ့တယ် prophet ပြုချက်တိုင်းရှင်ခဲ့တယ်ဆိုတာကိုဖိလိပ္ပိခန်းကြီး2အငယ်9မှာတွေ့ရတာဖြစ်ပါတယ်အဲ့တော့ခမဲတော်ကနော်သားတော်ခရစ်တော်လောကမှာအသက်ရှင်ခဲ့တဲ့အရာကိုနော်အသက်တာကိုအယံကျေနပ်တဲ့အတွက်တဲ့ဖိလိပ္ပိခန်းကြီး2အငယ်9:17ရောက်တဲ့အခါမှာဘွဲနာမတကာထက်အမြင့်ဆုံးဘွဲကိုချီးမြှောက်လိုက်တာဖြစ်တယ်အဲ့တော့တေခြင်းကပြန်ရှင်ပြီးတော့မှပြန်ရှင်တဲ့နေ့မှာခမဲတော်စီတက်ကြွသွားတဲ့ယေရှုကိုတဲ့ဖျားသခင်ကကောင်းကင်တတဝါမြေကြီးတတဝါကောင်းကင်တတဝါမြေကြီးတတဝါမြေကြီးအောက်ရက်မှာရှိတဲ့တတဝါခတ်သိန်းကတဲ့သားတော်ရဲ့နော်ယေရှုရဲ့နာမရှိမှာဒူးထောက်ပြီးတော့မှယေရှုကသခင်ဖြစ်တယ်လို့ဝန်ခံရမှာဖြစ်တယ်အမြင့်ဆုံးချီးမြှောက်ရတာဖြစ်တယ်အာမင်အဲ့လိုချီးမြှောက်ပြီးတော့မှအဲ့ဒီနေ့မှာပဲနော်အသက်ရှင်စေတတ်သောဝိညာဉ်တော်အနေနဲ့သားတော်ကိုတဲ့လောကအောင်တစ်ချိန်စီလွတ်ပြီးတော့မှကျွန်တော်တို့ရဲ့စိတ်နှလုံးထဲကိုနော်တွန်းလောင်းပေးထားတယ်ကျွန်တော်စိတ်နှလုံးထဲမှာသားတော်ရဲ့ဝိညာဉ်ကိုထည့်ပေးထားတယ်လို့ဂလာတိခန်းကြီး၄အငယ်6မှာရေးထားတာဖြစ်ပါတယ်အဲ့တော့သူငယ်ကိုနော်ဖွားမြင်တယ်ဆိုတာ BC 4ကနေ AD 30အထိဖြစ်ပြီးတော့မှသားကိုတနာတယ်ဆိုတာကတော့ AD 30ပြန်ရှင်တဲ့နေ့ကစပြီးတော့မှကပ်ကဘာကုန်တဲ့အထိဖြစ်တယ်အာမင်ဆိုတော့သူငယ်တော်မွေးဖွားခြင်းလူစားတိခံယူခြင်းဆိုတာကကျွန်တော်တို့အသွေးအသားအပြစ်တွေအတွက်သူကအသွေးအသားကိုဆောင်ယူပြီးတော့မှလက်ဝါးကတိုင်မှာအသွေးသွင်းခြင်းအပြင်ဆက်ပေးတာဖြစ်ပြီးတော့မှ AD 30ပြန်ရှင်တဲ့နေ့မှာဝိညာဉ်တော်အနေနဲ့ပြန်စေလွတ်တယ်ကျွန်တော်တို့စိတ်နှလုံးထဲကိုစေလွတ်တယ်ဆိုတာကကျွန်တော်တို့တရက်ကြိုင်ဖျားသခင်ကိုအဘအဘလို့ခေါ်ဆိုခွင့်ရဖို့အမွေခံသားဖြစ်ဖို့ကောင်းကင်များရဲ့နိုင်ငံတော်ထဲမှာခရစ်တော်နဲ့အတူအမွေခံဖို့စိုးစံဖို့အတွက်သားကိုနော်တနာတယ်လို့ကျမ်းစာကပြောထားတာဖြစ်တယ်အဲ့တော့ prophet ဟေရှာယလက်ထက်က prophet ပြုချက်ကနှစ်ပိုင်းရှိတယ်သူငယ်နဲ့သားမဿဲ1ရောက်တဲ့အခါမှာကောင်းကင်တမန်ယေရှုမမွေးခင်မှာမာရိကိုလာပြီးတော့မှထင်ရှားပြီးတော့မှနာမည်ပေးတဲ့အခါမှာလည်းနာမည်2မျိုးဖြစ်တယ်တစ်မျိုးကယေရှုအတိတ်ဘက်ကလူတို့ကိုအပြစ်မှကယ်ချွတ်မိသူနောက်တစ်မျိုးကအမဿဲ1:23ရောက်တဲ့အခါမှာကျတော့အေမာနွေလအတိတ်ဘက်ကနော်ယေရှုကိုယုံပြီးတော့ယုံကြည်သူရဲ့အသက်တာထဲမှာကပ်ကဘာဂုဏ်တိတိုင်အောင်အစဉ်အမြဲကျွန်တော်တို့မရှင်တက်တဲ့အသက်တာတွေနဲ့ရှင်ဖို့ကျွန်တော်တို့အမွေခံသားကြက်ပြည့်တဲ့သားစုံလင်တဲ့သားယေရှုခရစ်၌ရှိတဲ့စိတ်တော်ရှိတဲ့သားဖြစ်ဖို့အတွက်ဝိညာဉ်တော်အနေနဲ့နော်အသက်ရှင်စေတတ်သောဝိညာဉ်တော်အနေနဲ့အေမာနွေလဆိုတဲ့ဘုရားကိုကျွန်တော်တို့ကိုအတူရှိစေတာဖြစ်ပါတယ်အဲ့တော့ Christmas ရဲ့အဓိပ္ပာယ်ကနံပါတ်1ခရစ်တော်လူစားတိခံမှာစတာဖြစ်တယ်ခရစ်တော်လူစားတိခံတယ်ဆိုတာခမဲတော်ကျင့်တဲ့အသက်တာနဲ့အသက်ရှင်ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နှုတ်ဘတော်အပြင်ကြားနာခဲ့ပြီးဖြစ်တယ်ခရစ်မတ်ရဲ့အဓိပ္ပာယ်ကခမဲတော်ကျင့်တဲ့နော်အသက်တာနဲ့အသက်ရှင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ခမဲတော်ကျင့်တဲ့အသက်တာနဲ့အသက်ရှင်ခြင်းဆိုတာဘာလဲဆိုတော့ဟေရှာယ9:6မှာလည်းနှစ်ပိုင်းရေးထားတယ်မဿဲ1:21နဲ့23မှာလည်းနှစ်ပိုင်းရေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ကယ်တင်ခြင်းရယုံလေးပဲခမဲတော်ကကျင့်တဲ့သက်စေတဲ့အသက်တာမဟုတ်ပါဘူးကယ်တင်ခြင်းရတဲ့သူတွေကိုဘုရားမကျင့်တတ်ပါဘူး
ဘာကြောင့်လို့ပြောလဲဆိုတော့မဿဲ25မှာကယ်တင်ချင်းရတဲ့ virgin ဖြစ်တဲ့နော်အပြုကညာကိုတင်တို့ငါမသိဘူးဆိုပြီးတော့မှနော်တကားပိတ်ပြီးတော့မှသဒိုးသားမျက်နှာကိုမမြင်ရတဲ့အရက်မှာနော်ကယ်တင်ချင်းရတဲ့ပညာမဲ့တဲ့အပြုကညာတစုကရှိနေတာဖြစ်ပါတယ်အဲ့တော့ကယ်တင်ချင်းကဘုရားလို့တော့မဟုတ်ပါဘူးခမဲတော်ကိုကျင့်တဲ့နှစ်သက်စေတဲ့အတ္တကကျွန်တော်တို့ကနံပါတ်1ကယ်တင်ချင်းရဖို့လဲလို့သလိုနံပါတ်2သားကိုတနာရခြင်းအေမာနွေလအမည်ပေးရခြင်းကကျွန်တော်တို့ရဲ့နေ့စဉ်တတ္တာမှာအမွေခံသားဖြစ်ဖို့ကြက်ပြည့်စုံလင်တဲ့ခရိယာတတ္တာဖြစ်ဖို့သားတော်နဲ့တညီတန်တဲ့ဖြစ်ဖို့အတွက်တော့အသက်ရှင်စေသောဝိညာဉ်ကိုအေမာနွေလအနေနဲ့ကျွန်တော်တို့ကိုပေးထားတယ်ဆိုတာကိုဝန်ခံဖို့ဖြစ်တယ်လို့ဖခင်ရည်ရွယ်ထားတဲ့ခရစ်စမတ်ဆိုတာကျွန်တော်တို့ကအသက်လွတ်ရုံများမကပဲအထူးသဖြင့်အသက်နဲ့ပြည့်စုံဖို့ကယ်တင်ခြင်းရရုံများမကပဲကောင်းကင်များရဲ့နိုင်ငံမှာခရစ်တော်နဲ့သူအမွေခံဖို့ဖြစ်တယ်ဆိုတာကိုဒီနှုတ်ဘတော်အဖြစ်အနေငယ်ဝင်ငါပါတယ်ဒီနေ့ခရစ်စမတ်ကဖခင်ကျင့်တဲ့အသက်တာနဲ့တင်တဲ့ကျွန်တော်အသက်ရှင်ရမယ့်ခရစ်စမတ်ဖြစ်ပါတယ်အဲ့တော့ခမဲတော်ရဲ့ကျင့်တဲ့နှစ်သက်စေတဲ့အသက်တာမရှိဘဲနဲ့ကျွန်တော်တို့ကခရစ်စမတ်ပွဲတွေလုပ်နေခြင်းဒီဘာသာရေးပဲဖြစ်တယ်ဆိုတာကိုနားလည်ပြီးတော့မှပွဲလုပ်ခြင်းထက်နော်ကိုပါဝင်စက္ကန့်အမှုတော်ဆောင်ခြင်းထဲမှာခမဲတော်ကိုကျင့်တဲ့နှစ်သက်စေတဲ့အတ္တတာနဲ့ရှင်တန်ပြီးတော့မှလှုပ်ဆောင်နိုင်ဖို့အတွက်เนาะဒီနှုတ်ကပတ်တော်လေးအားဖြင့်အနေငယ်စီစဉ်ခြင်းဖြစ်ပါတယ်အလင်းပေးတဲ့ဝိညာဉ်တော်ဖျားပုံကြည့်ပါစေဒီနေ့ခရစ်စမတ်မှာဖျားရဲ့เนาะရည်ရွယ်ထားတဲ့ခရစ်စမတ်အတိတ်ပဲကကျွန်တော်အတ္တတာမှာပြည့်စုံပါစေလို့နှုတ်ကပတ်တော်အားဖြင့်ဝင်ငါပြီးကောင်းချီးပေးပါတယ်တယောက်တိုင်းပုံမှာတရှင်တော်ဝိညာဉ်တော်ဖျားပဲဆက်လက်ပြီးဆွေးခေါ်ပါစေတယောက်တိုင်းအတ္တတာပုံမှာခရစ်စမတ်ရဲ့အတိတ်ပဲပြည့်စုံပါစေအာမင်ဒီလိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီဒီဇင်ဘာလမှာဆိုရင်တော့ခရစ်စမတ်နဲ့ဆိုင်တဲ့နော်နှုတ်ကပတ်တော်တွေကိုကျွန်တော်တို့အများအားကြားရတာဖြစ်ပါတယ်เนาะရက်တိုင်းလိုကြားလာတာဖြစ်တယ်အဲ့တော့ဒီနေ့မှာလည်းပေါ့နော်ဒီခရစ်စမတ်နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဘုရားဘက်ကအမြင်နဲ့အနေငယ်ဝင်ငှချင်ပါတယ်ဆိုတော့ကျွန်တော်ကြားနေကြတော့เนาะယေရှုခရစ်သည်အပြစ်ရှိတော်သူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်တစ္ဆာစကားဖြစ်၏ကျွမ်းမဲ့ခံရသောစကားလည်းဖြစ်၏ဆိုတော့ဒီကယ်တင်ခြင်းနဲ့ဆိုင်တဲ့အပြစ်လွတ်ခြင်းနဲ့ဆိုင်တဲ့နော်ခရစ်စမတ်နှုတ်ကပတ်တော်တွေကိုတော့အမြဲကြားနာတာဖြစ်တယ်ဆိုတော့ဘုရားဘက်ကအမြင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အနေငယ်ဒီနေ့မှာလေ့လာဖို့ဖြစ်ပါတယ်ဆိုတော့ခရစ်စမတ်ဆိုတာကဘာလဲခရစ်စမတ်ဆိုတာကဘယ်မှာအစပြုလဲဆိုတော့ကျွန်တော်တစ်ချက်နော်မူလစင်းမျိုးကိုသွားကြည့်မယ်ဆိုရင်ခရစ်တော်ကလူစားတိခံတဲ့အခါနော် BC 4ခုနှစ်မှာနော်ခရစ်တော်ကလောကကိုကြွလာတယ်နော်လူသားအဖြစ်မွေးဖွားခြင်းခံတယ်နော်သခင်ယေရှုဆိုတဲ့နာမည်နဲ့အပြိုစင်မာရိယဝမ်းထဲမှာမွေးဖွားလာတဲ့နော်မွေးဖွားခြင်းခံတဲ့ခုနှစ်က BC 4ခုနှစ်ဖြစ်ပါတယ်အဲ့တော့ Christmas ဆိုတာကသခင်ယေရှုနော်မွေးဖွားခြင်းမှာစတာဖြစ်ပါတယ်အဲ့တော့ခရစ်တော်လူစားတိမခံခင်ဟိုးအရှိတ်ဘက် BC နော် BC 4000ဘက်မှာ Christmas ဆိုတာမရှိဘူးဆိုတော့ခရစ်တော်မွေးဖွားခြင်းလူစားတိခံခြင်းအဖြစ်ပဲရှိတာဖြစ်တဲ့အတွက်เนาะကျွန်တော်တို့ Christmas ကဘယ်မှာစလဲလို့เนาะမေးခွန်းမေးတဲ့အခါကျရင်ကျွန်တော်တို့ကသခင်ယေရှုမွေးဖွားခြင်းမှာစတယ်ဆိုတော့နံပါတ်1နားလည်ဖို့ဖြစ်ပါတယ်အဲ့တော့ Christmas ရဲ့အတိတ်ပဲကဘုရားခင်ရဲ့သားတော်ခရစ်တော်လောကကိုကြွလာတာဆိုတာကိုကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်အဲ့တော့ခရစ်တော်ကလောကကိုဘာဖြစ်လို့ကြွလာတာလဲနော်ဘုရားဘက်ကရှုထောင့်အနေနဲ့ဘာအကြောင်းလူစားတိခံလဲဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်မှာလေ့လာကြည့်တဲ့အခါမှာဟေဘရဲခန်းကြီး30အငယ်9-6ခုမှာနော်ထို့ကြောင့်ခရစ်တော်သည်ဤလောကသို့ကြွလာတော်မူသောအခါတဲ့နော်ခရစ်တော်ကဤလောကကိုကြွလာတဲ့အကြောင်းအရင်းကိုရေးထားတယ်ဟေဘရဲ30အငယ်9မှာခမဲတော်ရဲ့အလိုကိုစောင်းအပ်သောငါအကျွန်ုပ်သွားပါမည်ဟုဝန်ခံလေ၏အဲ့တော့ခရစ်တော်ကလူစားတိခံတယ်ဆိုတာကခမဲတော်ရဲ့အလိုကိုစောင့်ဖို့တနည်းအားဖြင့်ဘုရားသခင်ရဲ့เนาะအလိုတော်ကိုကျေနပ်စေဖို့ဘုရားသခင်ရဲ့စိတ်နှလုံးကိုကျေနပ်စေဖို့ဘုရားကိုကျေနပ်စေဖို့အတွက်ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ဖို့အတွက်လူစားတိခံခြင်းဖြစ်ပါတယ်အဲ့တော့ Christmas အတိတ်ပဲက
ဘာလဲလို့ကျွန်တော်တို့ပြန်မေးတဲ့အခါမှာနံပါတ်1ခရစ်တော်လူစားတိခံခြင်းဖြစ်တယ်အဲ့တော့ခရစ်တော်ကဘာကြောင့်လူစားတိခံလဲဆိုတော့ခမဲတော်ကိုဂျင်းနဲ့နှစ်သက်စေတဲ့အသက်တာနဲ့အသက်ရှင်မှုလောကကိုကြွလာတာဖြစ်တယ်ခမဲတော်အလိုတော်ဆောင်ဖို့ကြွလာတာဖြစ်ပါတယ်အဲ့တော့ Christmas ရဲ့အဓိပ္ပာယ်ကလည်းခမဲတော်ရဲ့စိတ်ကိုဂျင်းနဲ့စေတဲ့เนาะအရာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်အဲ့ဒါကဘုရားဘက်ကရှုထောင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနှစ်ပေါင်းများစွာ Christmas ပွဲတွေကျင်းပလာတဲ့အခါမှာကျွန်တော်တို့ကနော်သခင်ယေရှုကအပြစ်ရှိတဲ့လူကိုကယ်ဖို့ဤလောကကိုကြွလာတယ်ဆိုတော့နော်နှုတ်ကပတ်တော်ကိုပဲကျွန်တော်ဝင်ငါဖြစ်တယ်နော်ဘုရားသခင်ဘက်ကရှုထောင့်အနေနဲ့ဘုရားသခင်ကိုဂျင်းနဲ့နှစ်သက်စေတဲ့အသက်တာနဲ့ကျွန်တော်တို့ကိုယ်တိုင်အသက်ရှင်ဖို့လိုတယ်ဆိုတော့မိနေခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့နော်ခရစ်တော်လောကကိုကြွလာတဲ့အခါမှာဟေဘရဲ10:5-6ခွန်အရဆိုရင်ခမဲတော်ရဲ့အလိုဆန္ဒကိုနော်စိတ်နှလုံးအလိုကိုဂျင်းနဲ့စေဖို့အတွက်နော်ခမဲတော်ရဲ့စိတ်ကြိုက်ရှင်သန်ဖို့နော်ခမဲတော်ရဲ့စိတ်တဘောအတိုင်းရှင်သန်ဖို့ခမဲတော်ကိုဂျင်းနဲ့နှစ်သက်စေတဲ့အသက်တာနဲ့လောကမှာနော်33နှစ်ခွဲရှင်သန်ဖို့အတွက်နော်ခရစ်တော်ကြွလာတယ်ဆိုတာကိုနားလည်ပြီးတော့မှကျွန်တော်တို့အခုကျွန်တော်အသက်ရှင်တဲ့အခါမှာလည်းကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာခမဲတော်ကိုဂျင်းနဲ့နှစ်သက်စေတဲ့အသက်တာမျိုးရှိရလားဆိုတာကိုကိုတမန်တရားနဲ့စစ်ဆေးဖို့လိုပါတယ်เนาะကိုနှုတ်ကပတ်တော်အားဖြင့်စစ်ဆေးပြီးတော့ခံယူဖို့လိုပါတယ်ဆိုတော့ခမဲတော်နှစ်သက်ကျင်နဲ့စေတဲ့အသက်တာဆိုတာကเนาะခရစ်တော်ရှင်ခဲ့တဲ့အသက်တာပဲဖြစ်ပါတယ်အဲ့တော့เนาะကျမ်းစာထဲမှာဆိုရင်ခရစ်တော်မမွေးခင် prophet ဟေရှာယလက်ထက်ထဲကเนาะဟေရှာယခန်းကြီး9အငယ်6လောက်မှာဆိုရင်เนาะငါတို့အဖို့သူငယ်ကိုဖွားမြင်ပြီငါတို့အားသားကိုတနာတော်မူပြီဆိုတော့မမွေးခင်နှစ်ပေါင်းတော့900 600 900ထဲကနေပြီးတော့မှ prophet ပြုချက်ရှိတယ်အဲ့ဒီ prophet ပြုချက်ကကျွန်တော်တို့ကိုတဲ့ကျွန်တော်တို့အဖို့သူငယ်ကိုဖွားမြင်တယ်ကျွန်တော်တို့အားသားကိုတနာတယ်ဆိုတော့နှစ်ပိုင်းခွဲရေးထားတာတွေ့ရတာဖြစ်ပါတယ်เนาะသူငယ်လို့လည်းပြောထားတယ်သားလို့လည်းပြောထားတာဖြစ်ပါတယ်ဆိုတော့သူငယ်ဆိုတဲ့အတိတ်ပဲကသူငယ်တော်ယေရှုကိုပြောတာဖြစ်တယ်သခင်ယေရှုက BC 4 ခုနှစ်ကနေလူစားတိခံပြီးတော့မှ AD 30ရောက်တဲ့အခါမှာเนาะအသက်တော်33နှစ်ခွဲပြည့်တဲ့အခါမှာတလောကလုံးကျွန်တော်ကျူးလွန်တဲ့အပြစ်ကြွေးတွေအတွက်လက်ဝါးကတိုင်မှာအသွေးသွင်းပြီးတော့မှအပြစ်ကြွေးကိုဆက်ခဲ့ပေးတာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ယုံနေဆိုရင်အပြစ်ငယ်ရလွတ်တာဖြစ်ပါတယ်အဲ့ဒါသူငယ်တော်ယေရှုရဲ့ပြုပေးတဲ့ယေရှုတော်ဖြစ်တယ်เนาะသူငယ်တော်ယေရှုရဲ့အခန်းကဏ္ဍအားဖြင့်ပြုခဲ့ပေးတဲ့ယေရှုတော်ဖြစ်တယ်ဒါပေမဲ့ prophet ပြုချက်မှာငါတို့ဖို့သူငယ်တော်ကိုဖွားမြင်ပြီးလို့ပဲမြည်ဘူးเนาะနောက်တစ်ကြောင်းကြောက်နောက်တစ်ကြောင်းဘောင်းစင်တစ်ခုရောက်တဲ့အခါမှာငါတို့အားသားကိုတနာတော်မူပြီလို့ပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုသားကိုလည်းပေးတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ဂလာတိအခန်းကြီး4အငယ်9နဲ့6မှာဆိုရင်ဖျားသခင်ကလေနော်သားတော်ကိုလောကအောင်နှစ်ကြိမ်ဆေလွတ်တယ်လို့ပြောတာဖြစ်တယ်ဆိုတော့သူငယ်အနေနဲ့ကတော့ BC 4ကနေ AD 30အထိနော်အသက်ရှင်ပြီးတော့မှကျွန်တော်တလောကလုံးရဲ့အပြစ်ကြွေးကိုလောကတိုင်းမှာအသွေးနဲ့ဆက်ပေးတယ်တကြိုချင်းကိုခံတယ်3ရက်မြောက်တဲ့နေ့မှာပြန်ရှင်တယ်နော်ပြန်ရှင်တဲ့နေ့မှာပဲယောဟန်ခန်းကြီး20အငယ်7မှာခမဲရော်စီတက်ကြွသွားတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ခမဲရော်စီတက်ကြွသွားတဲ့အခါမှာဖျားသခင်ကလေယေရှုရဲ့လူစားတိမှာအသက်ရှင်ခဲ့တယ်နော်ယေရှုရဲ့အသက်ရှင်မှုဝန်ခံမှုတွေကိုအယံအားရကျေနပ်တယ်လို့နော်ဖိလိပ္ပိခန်းကြီး2အငယ်9မှာရေးထားတာဖြစ်ပါတယ်အဲ့တော့ခရစ်တော်လောကကိုကြွလာတယ်ဆိုတာလဲခမဲတော်ကိုဂျင်းနဲ့စေတဲ့အသက်တာနဲ့အသက်ရှင်မှုကြွလာတာဖြစ်တယ်သူတကယ်အသက်ရှင်ခဲ့တဲ့အခါမှာလဲဖခင်ကိုအယံဂျင်းနဲ့စေတဲ့အသက်တာနဲ့ရှင်ခဲ့တယ် prophet ပြုချက်တိုင်းရှင်ခဲ့တယ်ဆိုတာကိုဖိလိပ္ပိခန်းကြီး2အငယ်9မှာတွေ့ရတာဖြစ်ပါတယ်အဲ့တော့ခမဲတော်ကနော်သားတော်ခရစ်တော်လောကမှာအသက်ရှင်ခဲ့တဲ့အရာကိုနော်အသက်တာကိုအယံဂျင်းတဲ့အတွက်တဲ့ဖိလိပ္ပိခန်းကြီး2အငယ်9:17ရောက်တဲ့အခါမှာဘွဲနာမတကာထက်အမြင့်ဆုံးဘွဲကိုချီးမြှောက်တဲ့အခါဖြစ်တယ်အဲ့တော့တေခြင်းကပြန်ရှင်ပြီးတော့မှပြန်ရှင်တဲ့နေ့မှာခမဲတော်စီတက်ကြွသွားတဲ့ယေရှုကိုတဲ့ဖျားသခင်ကကောင်းကင်တတဝါမြေကြီးတတဝါကောင်းကင်တတဝါမြေကြီးတတဝါမြေကြီးအောက်ရက်မှာရှိတဲ့တတဝါခတ်သိန်းကတဲ့သားတော်ရဲ့နော်ယေရှုရဲ့နာမရှိမှာဒူးထောက်ပြီးတော့မှယေရှုကသခင်ဖြစ်တယ်လို့ဝန်ခံရမှာဖြစ်တယ်အမြင့်ဆုံးချီးမြှောက်ရတာဖြစ်တယ်အာမင်အဲ့လိုချီးမြှောက်ပြီးတော့မှအဲ့ဒီနေ့မှာပဲနော်အသက်ရှင်စေတတ်သောဝိညာဉ်တော်အနေနဲ့သားတော်ကိုတဲ့လောကအောင်တစ်ချိန်စီလွတ်ပြီးတော့မှကျွန်တော်တို့ရဲ့စိတ်နှလုံးထဲကိုနော်တွန်းလောင်းပေးထားတယ်ကျွန်တော်စိတ်နှလုံးထဲမှာသားတော်ရဲ့ဝိညာဉ်ကိုထည့်ပေးထားတယ်လို့ဂလာတိခန်းကြီး4အငယ်6မှာရေးထားတာဖြစ်ပါတယ်အဲ့တော့သူငယ်ကို
နော်ဖွားမြင်တယ်ဆိုတာ BC 4ကနေ AD 30အထိဖြစ်ပြီးတော့မှသားကိုတနာတယ်ဆိုတာကတော့ AD 30ပြန်ရှင်တဲ့နေ့ကစပြီးတော့မှကကဘာကုံတဲ့အထိဖြစ်တယ်အာမင်ဆိုတော့သူငယ်တော်မွေးဖွားခြင်းလူစားတိခံယူခြင်းဆိုတာကကျွန်တော်တို့အသွေးအသားအပြစ်တွေအတွက်သူကအသွေးအသားကိုဆောင်ယူပြီးတော့မှလက်ဝါးကတိုင်မှာအသွေးသွင်းခြင်းအပြင်ဆက်ပေးတာဖြစ်ပြီးတော့မှ AD 30ပြန်ရှင်တဲ့နေ့မှာဝိညာဉ်တော်အနေနဲ့ပြန်စေလွတ်တယ်ကျွန်တော်တို့စိတ်လုံးထဲကိုစေလွတ်တယ်ဆိုတာကကျွန်တော်တို့တရက်ကြိုင်ဘုရားသခင်ကိုအဘအဘလို့ခေါ်ဆိုခွင့်ရဖို့အမွေခံသားဖြစ်ဖို့ကောင်းကင်များရဲ့နိုင်ငံတော်ထဲမှာခရစ်တော်နဲ့အတူအမွေခံဖို့စိုးစံဖို့အတွက်သားကိုနော်တနာတယ်လို့ကျမ်းစာကပြောထားတာဖြစ်တယ်အဲ့တော့ prophet Hishai လက်ထက်က prophet ပြုချက်ကနှစ်ပိုင်းရှိတယ်သူငယ်နဲ့သားမတ်သက်1ရောက်တဲ့အခါမှာကောင်းကင်တမန်ယေရှုမမွေးခင်မှာမာရိကိုလာပြီးတော့မှထင်ရှားပြီးတော့မှနာမည်ပေးတဲ့အခါမှာနာမည်နှမျိုးဖြစ်တယ်တစ်မျိုးကယေရှုအတိတ်ဘက်ကလူတို့ကိုအပြစ်မှကယ်ချွတ်မိသူနောက်တစ်မျိုးကအမတ်သက်123ရောက်တဲ့အခါမှာကျတော့အေမာနွေလအတိတ်ဘက်ကနော်ယေရှုကိုယုံပြီးတော့ယုံကြည်သူရဲ့အသက်တာထဲမှာကကဘာဂုဏ်တိတိုင်အောင်အစဉ်အမြဲကျွန်တော်တို့မရှင်တက်တဲ့အသက်တာတွေနဲ့ရှင်ဖို့ကျွန်တော်တို့အမွေခံသားကြက်ပြည့်တဲ့သားစုံလင်တဲ့သားယေရှုခရစ်၌ရှိတဲ့စိတ်တော်ရှိတဲ့သားဖြစ်ဖို့အတွက်ဝိညာဉ်တော်အနေနဲ့နော်အသက်ရှင်စေတတ်သောဝိညာဉ်တော်အနေနဲ့အေမာနွေလဆိုတဲ့ဘုရားကိုကျွန်တော်တို့ကိုအတူရှိစေတာဖြစ်ပါတယ်အဲ့တော့ Christmas ရဲ့အဓိပ္ပာယ်ကနံပါတ်1ခရစ်တော်လူစားတိခံမှာစတာဖြစ်တယ်ခရစ်တော်လူစားတိခံတယ်ဆိုတာခမဲတော်ကျင့်တဲ့အသက်တာနဲ့အသက်ရှင်ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နှုတ်ဘတော်အပြင်ကြားနာခဲ့ပြီးဖြစ်တယ်ခရစ်မတ်ရဲ့အဓိပ္ပာယ်ကခမဲတော်ကျင့်တဲ့နော်အသက်တာနဲ့အသက်ရှင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ခမဲတော်ကျင့်တဲ့အသက်တာနဲ့အသက်ရှင်ခြင်းဆိုတာဘာလဲဆိုတော့ဟေရှာယ9:6မှာလည်းနှစ်ပိုင်းရေးထားတယ်မဿဲ1:21နဲ့23မှာလည်းနှစ်ပိုင်းရေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ကယ်တင်ခြင်းရယုံလေးပဲခမဲတော်ကကျင့်တဲ့နှစ်သက်စီတဲ့အသက်တာမဟုတ်ပါဘူးကယ်တင်ခြင်းရတဲ့သူတွေကိုဘုရားမကျင့်တတ်ပါဘူးဘာကြောင့်လို့ပြောလဲဆိုတော့မဿဲ25မှာကယ်တင်ခြင်းရတဲ့ virgin ဖြစ်တဲ့နော်အပြုကညာကိုတင်တို့ငါမသိဘူးဆိုပြီးတော့မှနော်တကားပိတ်ပြီးတော့မှသတို့သားမျက်နှာကိုမမြင်ရတဲ့အရက်မှာနော်ကယ်တင်ခြင်းရတဲ့ပညာမဲ့တဲ့အပြုကညာတစုကရှိနေတာဖြစ်ပါတယ်အဲ့တော့ကယ်တင်ခြင်းကဘုရားလိုတော့မဟုတ်ပါဘူးခမဲတော်ကိုကျင့်တဲ့နှစ်သက်စေတဲ့အတ္တကကျွန်တော်တို့ကနံပါတ်1ကယ်တင်ခြင်းရဖို့လဲလို့သလိုနံပါတ်2သားကိုတနာရခြင်းအေမာနွေလအမည်ပေးရခြင်းကကျွန်တော်တို့ရဲ့နေ့စဉ်တတ္တာမှာအမွေခံသားဖြစ်ဖို့ကြက်ပြည့်စုံလင်တဲ့ခရိယန်တတ္တာဖြစ်ဖို့သားတော်နဲ့တညီတန်တဲ့ဖြစ်ဖို့အတွက်တော့အသက်ရှင်စေသောဝိညာဉ်ကိုအေမာနွေလအနေနဲ့ကျွန်တော်တို့ကိုပေးထားတယ်ဆိုတာကိုဝန်ခံဖို့ဖြစ်တယ်လို့ဖခင်ရည်ရွယ်ထားတဲ့ခရစ်စမတ်ဆိုတာကျွန်တော်တို့ကအသက်လွတ်ယုံများမကပဲအထူးသဖြင့်အသက်နဲ့ပြည့်စုံဖို့ကယ်တင်ခြင်းရယုံများမကပဲကောင်းကင်များရဲ့နိုင်ငံမှာခရစ်တော်နဲ့သူအမွေခံဖို့ဖြစ်တယ်ဆိုတာကိုဒီနှုတ်ဘတော်အဖြစ်အနေငယ်ဝင်ငှပါတယ်ဒီနေ့ခရစ်မတ်ကဖခင်ကျင့်တဲ့အသက်တာနဲ့တင်တဲ့ကျွန်တော်အသက်ရှင်ရမယ်ခရစ်မတ်ဖြစ်ပါတယ်အဲ့တော့ခမဲတော်ရဲ့ကျင့်တဲ့နှစ်သက်စေတဲ့အသက်တာမရှိဘဲနဲ့ကျွန်တော်တို့ကခရစ်မတ်ပွဲတွေလုပ်နေခြင်းဒီဘာသာရေးပဲဖြစ်တယ်ဆိုတာကိုနားလည်ပြီးတော့မှပွဲလုပ်ခြင်းထက်နော်ကိုပါဝင်စက္ကန့်အမှုတော်ဆောင်ခြင်းထဲမှာခမဲတော်ကိုခြေနဲ့နှစ်သက်စေတဲ့အတ္တတာနဲ့ရှင်တန်ပြီးတော့မှလှုပ်ဆောင်နိုင်ဖို့အတွက်နော်ဒီနှုတ်ကပတ်တော်လေးအားဖြင့်အနေငယ်စီစဉ်ခြင်းဖြစ်ပါတယ်အလင်းပေးတဲ့ဝိညာဉ်တော်ဖျားပုံကြည့်ပါစေဒီနေ့ခရစ်မတ်မှာဖျားရဲ့နော်ရည်ရွယ်ထားတဲ့ခရစ်မတ်အတိတ်ပဲကကျွန်တော်အတ္တတာမှာပြည့်စုံပါစေလို့နှုတ်ကပတ်တော်အားဖြင့်ဝေငှပြီးကောင်းချီးပေးပါတယ်တယောက်တိုင်းပုံမှာတရှင်တော်ဝိညာဉ်တော်ဖျားပဲဆက်လက်ပြီးဆွေးခေါ်ပါစေတယောက်တိုင်းရဲ့တတ္တာပုံမှာခရစ်မတ်ရဲ့အတိတ်ပဲပြည့်စုံပါစေအာမင်